ကျွန်တော်ခင်ဗျားတို့မေးမယ်မနာနဲ့နောင်ချိုပြန်တိုက်လို့ရပြီလား30 30ရပြီလားကျွန်တော်ပြောတော့မနာနဲ့နော်အဲ့တော့ကိုယ့်ဘာကိုအင်ဒိတ် group တွေဖွဲ့ဟမ်ပြီးတော့ကောက်သွားရိုက်တယ်စောက်ဘောတွေနော်တက်မမှုတွေဗိုလ်ချုပ်တွေဗိုလ်မှူးချုပ်တွေဗိုလ်ချုပ်တွေလို့တာပြောနေတာတချို့သောဗိုလ်မှူးချုပ်တွေဗိုလ်ချုပ်တွေကရန်သူရှိမှဒူးတော့အညံ့ခံပြီးတော့မှလက်မြောက်နေရတာလေအဲ့မှာခွမ်းတာခင်ဗျားတို့ပူလည်းမပူပါဘူးကိုတိကိုသက်ကိုဆရာကြီးကျွန်တော်သိမ့်ပြသမ်းပါကဲမရယားနေဟိုဘက်ကလက်ပံလာတို့စင်ကူးတို့တပိတ်ချင်းတို့မိုးကုတ်ကိုသိမ့်ပြသမ်းပါကဲတင်ဇာတ်တော်ပေါ်ကျွယ်သွားတဲ့မိုးကုတ်မျိုးကြီးသိမ့်ပြသမ်းပါမြင်းညံမျိုးမှာ PDF တွေထားတော့ကြောင်းနေမိုက်ခဲတို့တက်ကြီးတို့ဆိုတဲ့ကောင်တွေနေရာတွေကိုချိန်မုံပြသမ်းပါခမားတို့အရန်စွမ်းနေတယ်ဆိုရင်တတိရှိလားအခုမရယာဟိုဘက်ကိုမရောက်တော့ဘူးဖြစ်နေပြီဟုတ်လားနောင်ချိုဟိုဘက်နောင်ချိုတော့မသိနိုင်ဘူးဖြစ်နေပြီဥမာတခုပြောသလောက်လွယ်လားဆိုတော့ဟာကိမီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်သစ်စီတို့ဆိုတဲ့တက်မတော်ကြီးလေဟုတ်လားရုရှားပြန်နေလေကမ္ဘာအဆင့်35 39ထဲမှာဝင်နေတဲ့တက်မတော်လေရုရှားပြန်နေလေ